အားလုံးပဲမင်္ဂလာပါညဘက်အိမ်နေညနေပဲဖြစ်ဖြစ်နေဝင်ရိုးရင်ချိန်မျိုးမှာပဲဖြစ်ဖြစ်ကို့အိမ်ရှိမှာခွေးတွေကအကြောင်းမဲ့ဝိုင်းဦးနေတာမျိုးဒါမှမဟုတ်တကောင်တဲကပဲအိမ်ကိုစိုက်ကြည့်ပြီးသွေးပြက်စရာကောင်းအောင်အရှည်ကြီးဆွဲဦးနေတာမျိုးကြုံမှုကြမှာပါအဲ့ဒီခါမျိုးမှာလူကြီးတွေကခွေးဦးညံနမိမကောင်းဘူးမောင်းထုတ်လိုက်လို့ပဲပြောဒီရှိကြတယ်မို့လားဒါပေမဲ့အဲ့ဒီခွေးဦးတန်ရဲ့နောက်ွယ်မှာတကယ်ကိုကြောက်စရာကောင်းတဲ့လျှို့ဝှက်ချက်နဲ့တင်းရဲ့စီးဝါးရေးလက်ပလပါဒီဘလို့ပတ်သက်နေလဲဆိုတာကိုဆရာကြီးဟာဒီနေ့အကြအမြင်နဲ့အသေးချာရှင်းပြပေးမယ်နော်နံပါတ်1ခွေးတွေဘာကိုမြင်လို့ဦးတာလဲခွေးဆိုတာလူတွေမမြင်နိုင်တဲ့စွမ်းအင်လိုင်းတွေကိုမြင်နိုင်တဲ့တတ္တဝါပါအထူးသဖြင့်ညဘက်မှာအိမ်ထဲကိုအစိုက်ကြည့်ပြီးဦးနေပြီဆိုရင်အဲ့ဒီနေရာမှာတင်းအိမ်ထဲကိုဝင်ဖို့ကြိုးစားနေလေမကောင်းတဲ့အတိုက်ခံစွမ်းအင်ဒါမှမဟုတ်ဖျောကအနှောင့်အယှက်တစ်ခုခုရှိနေတာသိချပါတယ်သူတို့ကတင်းအိမ်ထဲကလူတွေကိုအန်ဒီယေပြုတ်ဖို့ဒါမှမဟုတ်တင်းရဲ့လက်ပလပတွေကိုပိုက်ဆို့ဖို့လာတဲ့အရာတွေကိုမြင်လို့တတိပေးတဲ့အနေနဲ့ဦးနေကြတာပါနံပါတ်2လက်ပိတ်မဲ့အချက်ပြလက္ခဏာဒါကလူတိုင်းတတိမထားမိတဲ့အချက်ပါအိမ်ရှိမှာခွေးတွေခဏခဏလာဦးနေပြီဆိုရင်တင်းရဲ့အိမ်ကန်ညံ့နေပြီလို့အတိတ်ပဲရပါတယ်အိမ်ကန်ညံ့ရင်လက်နက်မင်းကမကတ်တော့ဘူးအလုံးထဲမှာအကြောင်းမဲ့စကားများရတာရစရာရှိတဲ့မွေတွေပိတ်နေတာစီဝါရဲမှာအတိုက်ခံတွေပေါ်လာတာမျိုးတွေဟာအဲ့ဒီခွေးဦးတန်တဲ့အတူပါလာတတ်တဲ့နမိတ်ဆိုးတွေပဲဖြစ်ပါတယ်နံပါတ်3ဘလို့ဦးရင်ပိုးကြောက်ရမလဲခွေးကအိမ်ကိုကြောခိုင်းပြီးအပြင်ကိုကြည့်ဦးရင်တော့ဘေးကင်းပါတယ်ဒါပေမဲ့အိမ်ထဲကိုစိုက်ကြည့်သည့်ဦးတာမျိုးဒါမှမဟုတ်အိမ်တကာဝအထိလာပြီးညီးတွားသလိုဦးနေတာမျိုးဆိုရင်တော့တိတ်အိမ်ထဲမှာအပူတစ်ခုခုဝင်တော့မယ်သဘောပါမိသားစုဝင်တူချမ်းမအိမ်ညံ့တာဒါမှမဟုတ်ငွေအလုံးအင်းညက်ကုန်မဲ့ကိစ္စမျိုးတွေကြုံရတတ်လို့အထူးသတိထားဖို့လိုပါတယ်အကယ်၍တင့်အိမ်ရှိမှာခွေးတွေဦးနေတာမျိုးကြုံရပြီဆိုရင်ကြောက်ပြီးငြိမ်မနေပါနဲ့ဒီရတရားလေးကိုချက်ချင်းလုပ်လိုက်ပါရေတကွက်ထဲမှာအမွှေးနံပါသို့မဟုတ်အမွှေးနံစေဤအနှဲငယ်ထဲပါပြီးရင်ငါအိမ်ထဲကအပူအပင်တွေအတိုက်အခန့်တွေအားလုံးလွင့်စင်ပါစေလို့အာယုံပြုပြီးအိမ်ရှိနဲ့တကားဝတွေကိုပတ်ဖျန်းပေးပါအိမ်ဦးခန်းမှာဖျောင်းတိုင်သို့မဟုတ်စီမီအလင်းတိုင်တစ်ခုကိုထုံညှိပြီးဖျောင်းမှာကတ်လူပါအလင်းရောင်ကမကောင်းတဲ့စွမ်းအိမ်တွေကိုမောင်းထုတ်တယ်ပါလေနောက်နဲ့မနက်မှာအဲ့ဒီခွေးတွေကိုပဲဖြစ်ဖြစ်တခြားတရိษံတွေကိုပဲဖြစ်ဖြစ်အစာရဏပြူပြီးငါရဲ့ဘေးဘရတွေအားလုံးကင်းစင်ပါစေလို့ဆုတောင်းပါဒါကအစွမ်းထက်ဆုံးအညွန့်ကျွေးတဲ့နီလန်းပါပဲခွေးဦးတန်ကြရင်စိတ်ထဲမှာတထိတ်ထိတ်ဖြစ်နေတာကတင်းရဲ့စိတ်အာယုံကတတိပေးနေတာပါတင်းရောအခုလောလောဆယ်ညဘက်ဒီမှာခွေးဦးတန်တွေထူးထူးခြားခြားကြားနေတာလားဒါမှမဟုတ်အိမ်ရှိမှာခွေးတွေလာပြီးဥရာမျိုးကြုံဘူးလားကိုယ့်ရဲ့အတွေ့အကြုံနဲ့ကိုမွေးတဲ့နေ့သားကိုမှတ်ချက်မှာရေးခဲ့ပေးပါအောင်ဆရာကြီးကအချားမြင်အာယုံနဲ့တင်းအိမ်မှာဘာအတိုက်အခန့်တွေရှိနေလဲလက်ပြန်ပွင့်အောင်ဘာလုပ်ရမလဲဆိုတာကိုအထူးစင်းတူးစင်းအတွက်အဖြေရှာပေးမယ်နော်ကိုအိမ်ကိုကိုယ်တိုင်ပြန်စောက်ရှာကြပါစို့